အခုပြောပြမယ့်ခေတ်သစ်ပုံမြင်လေးကတော့ကျီးကန်းနဲ့မြေခွေးတို့ရဲ့ခေတ်သစ်ပုံမြင်လေးပဲဖြစ်ပါတယ်။အဲ့ဒီမှာကျီးကန်းမိသားစုတစ်စုရှိရပေါ့။ကျီးကန်းမိသားစုမှာကျီးကန်းဖေကြီးကသူ့ကလေးတွေကိုပြောတယ်။ကလေးတို့ရေတို့ကျီးကန်းတွေကအာလို့အော်တတ်တယ်ဖလား။အဲ့တော့ဘယ်နေရာကိုသွားတို့ကအာနဲ့အော်သွားတယ်။လူတွေကတို့ရဲ့အတန်ကိုမကြိုက်ကြဘူးတို့ရဲ့အတန်မကောင်းဘူးလို့ပြောကြတယ်ဒါပေမဲ့လည်းဘယ်တတဝါမှမဆိုဘယ်အရာမှမဆိုကောင်းတာတွေရှိတယ်မကောင်းတာတွေရှိတယ်အဲ့ဒီအတွက်ကြောင့်စိတ်တက်ကြစရာမလိုဝမ်းနည်းစရာလည်းမလိုငါတို့ကငတ်တည်ဖြစ်လို့ငါတို့ကပြန်နိုင်တယ်ငါတို့မှာကောင်းတဲ့အချက်ရှိတာငါတို့တွေကမိဘကျေးဇူးတည်တတ်တယ်ဆိုပြီးတော့အများကအတိမတ်ပြုတ်ထားတဲ့ကောင်းတဲ့အချက်ရှိတယ်လေဘယ်လိုမျိုးလဲဆိုတော့ငါတို့တွေကအစာတွေတွေ့တဲ့အခါမှာကိုယ့်ဘာကိုမစားဘဲနဲ့မိဘတွေအတွက်ပြန်ပြီးတော့ရှီလာကြတယ်လေမိဘတွေနားရောက်တဲ့အခါမှာငါတို့ပါလာတဲ့အစာလေးတွေကိုမိဘတွေကိုကျွေးကြတယ်လေအဲ့တော့အဝေးကိုပြန်တန်းပြီးတော့အစာမချနိုင်တဲ့ကြီးကန်းဖေဖေမေမေကြီးတွေကိုငါတို့တွေကပြန်ပြီးတော့အလုတ်ကျွေးပြုတ်ပြီးတော့ရှာဖွေပြီးတော့ကျွေးကြတာလေအဲ့ဒါတွေကိုလူတွေနဲ့တခြားတတဝါတွေကသိကြတယ်ဒါကြောင့်မို့လို့သူတို့ကပြောတယ်ကြီးကန်းတွေကကျေးဇူးတည်တတ်တယ်ဆိုပြီးတော့ပြောကြတာပေါ့ဒါငါတို့ရဲ့ကောင်းတဲ့အချက်ပဲလေဒါပေမဲ့ဒါတို့သမီးတို့ပြောချင်တာကဖေဖေကြီးကန်းကြီးပြောချင်တာဟိုအရင်တော့ပုံမြင်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကြီးကန်းတစ်ကောင်ကသူ့ရဲ့အသားတုံးကိုကိုက်ချီပြီးတော့တစ်ပင်မှာခဏနားနေတဲ့အချိန်မှာမြေခွေးတစ်ကောင်ကအောက်ကနေပြီးတော့သူ့ရဲ့အသားကိုစားကျင်လို့အိုးကြီးကန်းခဖရဲ့အတန်ตายရလိုက်တာဗျာကျွန်တော်တချင်းလေးတစ်ပုတ်လောက်ဆိုပြပါလားဆိုပြီးတော့လှည့်ဖြားပြီးတော့တင်းသွင်းလိုက်တာလေအဲ့ဒီကြီးကန်းကဘာမှမစင်စားပဲနဲ့သူ့ကိုယ်သူအဟုတ်ထင်ပြီးတော့တချင်းဆိုပြမယ်ဆိုပါဇက်ကိုဆိုပြီးဟလိုက်တဲ့အချိန်မှာကြီးကန်းကြီးကပါဇက်သေးကအသားတော်ကြီးကိုဘုတ်ဆိုလွတ်ကြပြီးတော့မြေခွေးတိုင်းရောက်သွားတာလေမြေခွေးကအဲ့အသားတော်ကောက်ချီစားပလိုက်တာပေါ့အဲ့တော့မှအဲ့ကြီးကန်းသဘောပေါက်လာလေတကယ်တော့သူ့အတန်နားထောင်ကျင်လို့မဟုတ်ဘူးအသားတော်စားကျင်လို့သူ့ကိုလိန်လေလှည့်ဖြားသွားတာသူသဘောပေါက်သွားတယ်လေဒါကငါတို့သင်ခန်းစာယူစရာပဲသင်ခန်းစာယူရမယ်ကလေးတို့နော်တို့တွေအစာချထွက်တဲ့အခါမှာတစုံတစ်ယောက်ကလိန်လေလှည့်ဖြားလာလို့ရှင်ရင်တကယ်ဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစားကိုယ့်ရဲ့အစားအစာကိုတပားသူလက်ထဲမပါသွားရအောင်ဂရုစိုက်ပြီးတော့မိဘတွေစီကိုပြန်သေးလားကြီးကန်းဖိုးဖိုးဖွားဖွားကြီးစီကိုပြန်သေးလာပြီးတော့အစာတွေကျွေးရမယ်နော်အဲ့လိုမျိုးသူ့ရဲ့ကြီးကန်းလေးတွေကိုကြီးကန်းဖေဖေကြီးကမှာချတာပေါ့ကွယ်အဲ့လိုနဲ့မနက်အစာရှာထွက်တဲ့အချိန်မှာကြီးကန်းလေးတွေကဟိုဟိုတီတီအာနဲ့ပြန်တန်းပြီးတော့အစာရှာထွက်ကြတာပေါ့အဲ့ဒီအချိန်မှာကြီးကအငယ်လေးတစ်ကောင်ကအစာကိုတွေ့လဲတွေ့သွားဟာဟိုအိမ်နောက်ဖေးမှာအသားတုံးလေးတွေ့ပြီကြည့်ပါဦးလူတွေမစားဘဲနဲ့ပြစ်ထားတာထင်တယ်ငါအမြန်သွားရှိလိုက်မှာပဲဆိုပြီးတော့ပြေးပြီးတော့သူကရှိလိုက်တာပေါ့ရှိလိုက်တဲ့အချိန်မှာအသားစီမရောက်ခင်မှာပဲဘုတ်ဆိုရသူကြောက်သွားတာအမလီငါကောင်းနိုင်တာငါကောင်းအမလီဘာနဲ့စောင်းမိတာပါလေချိလိုက်တော့သူ့ဘေးမှာလည်းကြီးကန်းတကောင်ကြာနေတယ်အမလီဟိုဘက်ကကြီးကန်းလည်းအမလီနားလိုက်တာ
ကျမခေါင်းလာလိုက်တာဘယ်သူနဲ့စောင့်မိတာလဲအဲ့လိုမျိုးကြည့်လိုက်ပြီးဟာကိုကြီးကရှင်ကမျက်လုံးမပါဘူးလားဒီမှာကျမကိုလာတိုက်မိပြီဟာဗျာခမ ्या လေကျွန်တော်လဲမျက်လုံးပါပါတယ်ခမ ्या မျက်လုံးမပါဘူးလားကျုပ်ကိုလာတိုက်မိရဟုတ်တော့လာငင်းမနေပါနဲ့ရှင်နဲ့ငင်းနေရတယ်ကျမအသားတော့လွတ်တော့မှာပဲဟာဟုတ်သားပဲငါလည်းအသားတော့စီအမြင်ပြန်မဖြစ်မယ်ဆိုသူတို့နှစ်ကောင်လုံးကပြန်လာလိုက်တဲ့အချိန်မှာအသားတော့မရှိတော့ဘူးသူတို့ကြည့်လိုက်တော့ကြောင်တကောင်ကအသားတော့ကိုက်ရှိပြီးတော့ပြေးသွားတာမြင်လိုက်တယ်ဟာသွားပါပြီဗျာကျွန်တော်ရဲ့အသားတော့ခမ ्या ကြောင်တော့ပါသွားပြီအိုးဘာရှစ်အသားတော့မှလဲအဲ့ဒါကျမအသားတော့ကျမအဲ့အသားတော့မြင်လို့အမြင်ပြန်ပြီးတော့အသားတော့ရှိကိုလာတာရှင့်ကြောင့်ကျမအဲ့အသားတော့လွတ်သွားပြီကျမအိမ်မှာနေမကောင်းတဲ့ကြီးကန်းဖွားကြီးရှိတယ်ကျမအဲ့အသားတော့ဖွားကြီးကိုတည်သွားမယ်ဆိုအမြန်ပြန်လာတာရှင့်ကြောင့်အခုတော့လွတ်ပြီဟာဒါဆိုမင်းနဲ့ငါနဲ့အကြံတူနေတာပေါ့ငါတို့တခြားနေရာမှာသွားရှာတယ်တခြားနေရာမှာသွားရှာကြတာပေါ့ဆိုပြီးတော့သူတို့ကပြန်သွားတယ်ပြန်ပြီးတော့သွားရင်နဲ့တနေရာရောက်တဲ့အခါမှာသူတို့ကကြည့်လိုက်တယ်ကြည့်လိုက်တော့ဘာတွေ့လဲဆိုလူတစ်ယောက်ကပေါင်မုံတွေကိုဖဲ့ပြီးတော့အိမ်ခေါင်မိုးပေါ်မှာတန်းစီထားတာတွေ့လိုက်တယ်ဟာဒါပါလေဘာလုပ်ထားတာလဲမုံနေပါလားငါတို့အဲ့ဒီပေါင်မုံကိုသွားယူကြမလားပြောတော့ကြီးကမ်းမအေးပေါ့ပေါင်မုံကတော့အသားတော့ဘယ်ကောင်းမလဲဒါပေမဲ့ကျွန်တော်လည်းမတက်နိုင်ဘူးအချိန်ကအရန်ကြာလာပြီနေလဲပူလာပြီတိတ်ဝဲဝဲလည်းမသွားနိုင်တော့ဘူးပေါင်မုံပဲယူပြီးကျွန်မအိမ်ပြန်တော့မယ်โอเคဒါဆိုကျွန်တော်လဲပေါင်မုံယူပြီးအိမ်ပြန်တော့မယ်ဗျာအိမ်မှာဖေတို့မေတို့စောင့်နေတော့မှာပဲအဲ့လိုပြောပြီးကြီးကမ်းပေါင်မုံလေးကိုယူပြီးပြန်လာကြတာပေါ့ကြီးကမ်းထီးလေးကသူ့အိမ်ကိုလည်းရောက်ရောဟောဟဲနဲ့ပြန်လာသူ့အဖေချီကိုပေါင်မုံလေးချပေးလိုက်တာပေါ့ဖေဒီနေ့တော့ပေါင်မုံလေးပဲပါလာတယ်ကျွန်တော်ဗျာအသားတော့တွေ့ပြီးခါမှဟိုကြီးကမ်းမကြောင့်အသားတော့လက်လွတ်သွားတယ်ဘလို့ဖြစ်ရလဲတားရဲ့ဘာကြီးကြုံတွေ့လာလို့လဲအဖေကိုပြပါအောင်အဲ့ဒီအခါမှာကြီးကမ်းအထီးလေးကသူ့ရဲ့အဖေကိုဖြစ်ကြောင်းကုံစင်တက်ပြောပြတာပေါ့အော်တားရဲ့တခြားတတဝါတကောင်ကအသားကိုစားလိုက်လို့ဘိုက်ဝါသွားတယ်ဆိုတော့လေအဖေတို့ကုသိုလ်ရပါတယ်ဒါပေမဲ့တားဒီနေ့တញ្ញမ်းစာယူရမှာကတော့တားကိုလိုချင်တဲ့အသားတုံးယူဖို့အတွက်တားဘေးကိုမကြည့်ပဲနဲ့တဟုန်တို့ပြန်သွားလိုက်တော့တခြားကြီးကနဲ့တိုက်မိသွားတယ်မလားအသားတုံးကိုမရတာကိစ္စမရှိပေမဲ့တားကန်ကောင်းလို့ဒီလောက်ပဲဖြစ်တာပေါ့အဲ့ဒီအချိန်မှာတခြားကြီးကမဟုတ်ပဲနဲ့တခြားကြီးကန်းကိုစားတဲ့အကောင်ကြီးတွေပိုင်းနေမှတွေ့လို့ရှင်တားကိုကိုက်ချီပြီးတော့စားပလိုက်ရင်ဘယ်လိုလုပ်မလဲတားရဲ့ကိုလိုချင်တဲ့အရာကိုပဲကိုလိုချင်တဲ့အသားတုံးကိုပဲအာယုံများနေလို့မရဘူးဘေးပတ်ဝန်းကျင်ကိုလေတခြားကြည့်ဖို့လိုသေးတယ်ဒါသင်ခန်းစာယူပါမယ်နော်ဒါနဲ့နေကြရင်ဒါအစာကြထွက်တဲ့အခါမှာအခုလိုမျိုးမဖြစ်အောင်တခြားဂရုစိုက်ရမယ်နော်ဒါအစာချတာလည်းအရေးကြီးတယ်ဆိုပေမဲ့တားကိုတားဂရုစိုက်ဖို့ကပိုပြီးရေးကြည့်တယ်ဒါကျမ်းမာမှဒါဒုက္ခမတွေ့မှနောက်ထပ်နေ့တွေကိုဖျက်ဆီးနိုင်ပါလေဟာဖေဖေကစိတ်ကူးကောင်းလိုက်တာဗျာ
ဖေဖေကသားပေါ်ဆုံးမပေးတာသားပညာတွေအများကြီးရပါတယ်ဖေဖေရဲ့ကျေးဇူးတင်ပါတယ်ဖေဖေရဲ့သားကစုခံရတော့မယ်ထင်တာခုတော့ဖေဖေကမစုဘဲနဲ့သားကိုဆုံးမပြီးတော့သားနားလဲပါပြီဖေဖေနောက်နေ့ကျရင်အဲ့လိုမဖြစ်အောင်ဆင်ခြင်ပါမယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ခေတ်သစ်ကြီးကန်းပုံမြင်အောင်ကလေးတို့ကြိုက်ကြမယ်လို့ထင်ပါတယ်မမေရဲ့သမီးလေးတွေလည်းကြိုက်ကြမယ်လို့ထင်ပါတယ်